မိတ်ဆွေအားလုံးမင်္ဂလာပါနိုင်ငံခြားမှာနေရတဲ့ဘဝဆိုတာလွယ်ကူတယ်တော့မထင်ပါနဲ့အဲ့လိုပြောရဲဆိုတာနိုင်ငံခြားမှာနေရတဲ့ဘဝအရင်ခက်ခဲနေအရင်ပျော်ရွှင်နေတယ်လို့မဟုတ်ပါဘူးတို့မြန်မာနိုင်ငံသားတွေကနိုင်ငံခြားမှာမျိုးစုံနဲ့ရောက်လာကြတာပေါ့တချို့ကြတော့အခက်ခဲတွေများစွာတွေနဲ့နိုင်ငံခြားမှာရောက်လာကြတာကျွန်တော်တို့ပြန်စဉ်းစားကြည့်တချို့လူဆိုရင်နိုင်ငံခြားမှာအရောက်သွားနိုင်ဖို့ဆိုတော့အကျွေးတွေနဲ့390 300တချို့ကျတော့အလိန်ခံတချို့ကဘဝအပြက်ခံအထိခံများစွာတွေ့ရတာပေါ့တချို့တော့အယောင်စားခံတာအဖမ်းခံတာမြင်ရတာစိတ်မချမ်းသာစရာများစွာတော့နော်ကိုမြန်မာနိုင်ငံလဲအေးချမ်းမှုမရှိတော့လဲပြဿနာတွေနဲ့ပြည့်နေလို့ဆိုတော့ကိုနိုင်ငံမှာစီးပွားရေးကိုဘဝတနေ့တာဖြတ်တန်းဖို့အရှင်မပြေကြတော့နိုင်ငံခြားမှာနှီးပေါင်းဆောင်သွားကြတာပေါ့ကိုမြန်မာနိုင်ငံသားတွေကတကယ်ခက်ခဲတဲ့အရာပေါ့ရဟန်းတန်ဃာတော်ပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နိုင်ငံခြားမှာလာနေရဆိုတာငွေရတော့နေရာတိုင်းမှာစကားပြောတယ်ကိုနေဖို့ဆိုဥပမာပြောရဟန်းဆိုတာလူများနိုင်ငံမှာနေရဗီဇာတွေနဲ့ဝီဇာတွေနဲ့နေရတာလေဝယ်နေရတာငွေနဲ့ဖြည့်ဆင်းရတာဒီတိုင်း free နေလို့မရဘူးတွာလာစားတော့စားတယ်ငွေတွေနဲ့ကိုမြန်မာနိုင်ငံမှာနေဆိုတော့ကိုအိမ်ကိုเจ้าကိုရဲ့နေရာမျိုးဆိုတာရဟန်းပဲဖြစ်ဖြစ်လူပဲအတိုင်းတာကိုအရှင်ပြေတယ်နိုင်ငံခြားမှာအဲ့လိုတော့မဟုတ်အရာရာငွေတနေရာတွားဆုံးငွေနဲ့ဖြည့်ဆင်းရတယ်ဥပမာကိုရဲ့ဗီဇာကိုရဲ့ဆရွက်စတန်ကိစ္စငွေတွေနဲ့ကိုနိုင်ငံမှာနေကြတော့လားကုန်ရှာမှမရှိတာအတက်ကရေမိကိုလိုတဲ့အရာပဲဖြစ်ဖြစ်ဒါကြောင့်မလို့နိုင်ငံခြားမှာနေရတဲ့ဘဝတကယ်ပင်ပန်းတယ်ရဟန်းပုဂ္ဂိုလ်ပဲဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တချို့တော့ဘဝကိုပေးဆက်ရတာအတက်ကိုပေးဆက်ရတာများစွာကိုယ့်ရဲ့နိုင်ငံအရှင်မပြေမှုကြောင့်ရောက်လာကြတာဒီကြားမှာကိုနေတဲ့ဘဝဝင်ခြင်းကိုနေတဲ့နိုင်ငံတဟားစာတဖြစ်အောင်တော့စူးစမ်းနေရတာကိုနိုင်ငံပြဿနာပေါင်းစုံတွေ့ချုံတဲ့ချိန်မှာကိုနိုင်ငံရဲ့အရှင်မပြေမှုရင်ဆိုင်တဲ့ချိန်တချို့လူတွေကကိုတချို့နိုင်ငံတွေကကိုထင်သေးမယ်အမြင်သေးမယ်တိုက်ခိုက်ပြောဆိုမယ်ရှိမှာပဲတချို့လူကကိုယ်တိုင်ခံစားရတာများစွာရှိတယ်မြန်မာနိုင်ငံသားဆိုအထင်သေးကြတာကိုမြန်မာနိုင်ငံသားတွေကအရေးချင်းများစွာကိုစီကြတယ်တို့တော့လဲလူများနိုင်ငံလာနေရတဲ့ဘဝဆိုတာဥစားပေးမခံအထင်သေးခံရများစွာရှိတာပေါ့ဒါကြောင့်မလို့ကိုကတိုင်းတစ်ပါးမှာလာနေရကိုရဲ့နိုင်ငံကိုရဲ့စာတီမဟုတ်တဲ့နေရာလာနေရတော့တကယ်ပင်ပန်းတယ်ဗျတကယ်ပင်ပန်းတယ်တကယ်စိတ်သက်မခိုင်မာဘူးဆိုရင်တော့မလွယ်ဘူးဗျကျွန်တော်လည်းအဲ့ဒါပဲကျွန်တော်ဘဝအနာဂတ်ဘဝအတွက်နိုင်ငံခြားမှာလာနေရတာဆိုတော့ပျော်နေတော့မဟုတ်ဘူး